TV computer service မှာကြည့်လို့ပါတယ်ကဲဒီကောင်လေးကတော့ကျွန်တော်တို့ Acer no power လေးပေါ့နော်ကျွန်တော်ဟိုနေ့ကတင်ထားတဲ့ LED 9531P နော်ကောင်က94လမ်းကြောင်း short ကြပြီးကျွန်တော်တို့ RDC session မှာအဲ့ဒါတက်နေတဲ့ကောင်လေးပေါ့နော် power နိုးလို့မရတဲ့ကောင်လေးဘယ်လိုစေတော့ကောင်းတော့ပါပြီလောစေတော့ကောင်းတော့ပါပြီလောင်းထိုင်းလေးတစ်ချက်ပြန်ဆန်းရမယ်လောင်းထိုင်းလေးတစ်ချက်ပြန်ဆန်းရပါမယ်โอเคအားလဲဝင်ပြီโอเคရပါပြီโอเคကားရလည်းငြိမ်သွားပြီเนาะခါလေးဒီ power နူးလို့မရတဲ့ကောင်တွေကကျွန်တော်တို့တစ်ခါပြန်အောက်တက်ပါတယ်เนาะအဲ့တော့တစ်ချက်ပြန်ဆန်းရအောင်โอเคအားလုံးကျေးဇူးတင်ပါတယ်